လာပါရှင်ညီမကိုရောင်းချပေးမယ့်အိမ်နဲ့ခြံလေးကတော့မင်္ဂလာတုံမြို့နယ်ရွှေနှင်းစီရက်ကွက်မှာတည်ရှိပါတော့32ပေပေ80အကျယ်ဝန်းအိမ်နဲ့ခြံလေးပဲဖြစ်ပါတယ်ရှင်ဒီအိမ်နဲ့ခြံလေးပါရှင်အိမ်လေးကအသင့်တန်နေုံမှာဘာမှပြန်လဲပြုပြင်စရာမလိုပါဘူးရှင်စေးကားစားအားလုံးပြန်တုတ်ထားပါတယ်ရှင်ဒါလေးကတော့ဖျားခန်းလေးပါရှင်ဒါလေးကဖျားခန်းလေးပါအိမ်ခန်းကအားလုံး3ခန်းရှိမယ်ရှင်အိမ်ခန်းကအားလုံး3ခန်းရှိပါမယ်ဒီမှာတစ်ခန်းပါဒီမှာအိမ်ခန်းလေးတစ်ခန်းပေါ့နော်ဒီမှာတစ်ခန်းနောက်ဒီမှာ master ခန်းလေးတစ်ခန်းပေါ့နော်ဒါအခန်းကျယ် master ခန်းလိုမျိုးပေါ့နော်မိသားစုအိမ်လိုရတဲ့အခန်းကျယ်လေးတစ်ခန်းပါပါတယ်ရှင်ပြီးရင်ဒီခါဒီမှာတယောက်အိမ်လေးတစ်ခန်းတယောက်အိမ်နှစ်ခန်းပေါ့နော်မိသားစုအိမ်လေးတစ်ခန်း3ခန်းပါပါတယ်ရှင်မိဖို့ခန်းလေးကတော့ဒီမှာပါရှင်မိဖို့ခန်းလေးကတော့ဒီမှာပါဒီကနေလည်းအရှိကိုထွက်လို့ရပါတယ်။ဒီဘေးကနေလည်းမိဖို့ကံအောင်ဝင်လို့ရတယ်ပေါ့နော်။ဒီဘေးကနေလည်းမိဖို့ကံအောင်ဝင်လို့ရပါတယ်ရှင်။အိမ်လေးကကျဲပါတယ်၊တန့်ပါတယ်၊သူ့ဈေးနဲ့သူလေးကတော့ပေးရတာပေးပြောပါတယ်ရှင်။အိမ်နာကဒီမှာတိတန့်အိမ်နာပူတိုင်းလေးနဲ့တစ်လုံးပေါ့နော်။ဒီဘက်ကတော့ဟေဆိုးကန်အိမ်နာတွဲရက်ကလေးပါရှင်။ဟေဆိုးကန်အိမ်နာတွဲရက်ကလေးပါ။တက်နေုံပါရှင်ရှီကောမီရောပါပြီးသားပါရှင်ရေကချိုးပြူရေရရှိပါတယ်ရှင်ရေကချိုးပြူရေရရှိပါတယ်အသင့်တက်နေုံအိမ်မျိုးစားလေးပါရှင်ဒီလေးဖြစ်ပါတယ်ရှင်ဈေးလေးကတော့ကျမတို့3350ကိုပိုင်ရှင်တိုက်ရဲ့အယောင်အပ်တာဖြစ်လို့ဈေးလေးကပိုင်ရှင်နဲ့ညှိနှိုင်းလို့ရပါတယ်ကျမတို့ကဈေးတင်ရိုက်ခြင်းမျိုးပွဲညော့တင်ခြင်းမျိုးလုံးဝမပြုလုပ်သလိုဝယ်ယူသူစီကနေလည်းမိုးတောင်းယူခြင်းတောင်မှမပြုလုပ်ပါဘူးရှင်ရှမ်းကုန်းမင်္ဂလာတုံမြို့နယ်ရွှေနှင်းစီရက်ကွက်အမှတ်3လမ်းမကနေလည်းလာလို့ရပါတယ်ရန်ကုန်ပြည်လမ်းကနေလည်းလာလို့ရပါတယ်ရှင်အနီးမှာ Pro One တို့ Terminal Shopping Mall တို့နောက်ကျမတို့ Play ညာ City Mart တို့နောက်ထုံးမင်္ဂလာအထူးခုစေးရုံခိုင်ခံကျော်တို့ IT တို့လည်းနေပါတယ်ရှင်သွားရေးလာရေးလွယ်ကူသောနေရာလေးဖြစ်ပါတယ်ရှင်ဈေးလေးကတော့3350နဲ့350ကိုအလျှော့တင်းအနည်းငယ်ရှိပါမယ်ရှင်ဈေးတင်ရိုက်ခြင်းမျိုးပွဲညွန့်တင်ခြင်းမျိုးမပြုလုပ်ထားပါဘူးရှင်ဆက်သွယ်ဝယ်လို့ကကျမရဲ့